ဒီကောင်ကလောလောဆယ်တော့ပုံ okay သွားပြီရေကိုစစ်ပေးမယ်အတန်လည်းငြိမ်နေပေါ့ဗျာဒီကောင်တော့ရှေ့ဒီမှာပြောင်းထားတယ်ဒီမှာက move သုံးထားလို့သူရဲ့ဟာလေကိုတိုးမယ်ရှော့မယ်ဆိုပြီးလုပ်ပေးထားတယ်ကိုက move မသုံးချင်ဘူးဆိုရင်ပိတ်လို့ရတယ် natural ပဲဒီမှာ normal ပဲထားတယ်ဒါ normal size နဲ့သွားတယ်အဲ့တော့ normal size ပေါ့လောဆယ်တော့အကုန်လုံး okay သွားပြီအတန်လည်းငြိမ်တယ်